င်္ဂလာပါမျိုးရီဒီနေ့တနင်္လာနေ့အဖွင့်နေမှာကျွန်တော်တို့ရွှေတောင်ကြီးတူးတီမိသားစုပြီးအားလုံးပဲအောင်ဝက်ခံနိုင်ခဲ့ပါပြီကျွန်တော်ပြီးခဲ့တဲ့အမာကီးနဲ့အထူးထိပ်စီးတွေကခွန်ထိတ်နဲ့ကိုဆွဲလာခဲ့တယ်လို့ပတ်တိပြီးခဲ့တဲ့လီကိုတွေကလည်းပဲလေးလာထိပေးပြီးတော့ခွန်လေးဆိုပြီးကိုအောင်ဝဲရခဲ့ပါပြီအောင်ဝဲနဲ့စတင်နိုင်ခဲ့တဲ့အတွက်အားလုံးပဲဝမ်းသာပါတယ်လို့အရင်ဆုံးဥစွာပနာမှာပြောချင်ပါတယ်ကဲဒီနေ့လိုမျိုးအမြဲအောင်ဝဲရနေတဲ့အမာကီးမနေ့ကအင်္ဂါနေ့အတွက်လည်းပဲကျွန်တော်အသေးချာကိုပဲတွက်ချက်ပြီးထားပါတယ်မနေ့ကအတွက်အထူးအမာကီးကတော့6ခွန်တစ်ပဲဖြစ်ပါတယ်ဒီအမာကီးတွေကလည်းအောင်ဝဲဆက်အောင်မှမလို့အပြင်းကိုပဲကင်ထားကြပါအောင်ဗျာကျွန်တော်ရဲ့ရှစ်တောင်းတန်ကြွေးကြည်ပတ်တီနှစ်ကိုဆက်ပြီးတော့မွေးထားကြပါအောင်နော်တကွက်ကောင်းပေးထားတဲ့နှစ်ခွန်ကဒီနေ့မှမလာခဲ့သေးပြီမဲ့ကျွန်တော်အနေနဲ့အရန်ကိုကြိုက်ပါတယ်တကွက်ကောင်းဆိုတော့မွေးရတာနဲလို့အများကြီးလည်းပဲထိုးစရာမလိုတာမလို့စမ်းကြည့်တဲ့ကနန်းမှာပဲဒါပေမဲ့တော့ကွနေဆိုတာကတော့အမှားမှန်ရှိတတ်တာမလို့ကျွန်တော်အမျိုးတွေအနေနဲ့ကိုယ့်ဘာကိုချင့်ချိန်စပြီးတော့စော့ကြဘူးအတန်ပြုတ်ပြစီဗျာအနီးကမိန်ကွက်တွေလူချင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုမှာမြင်နေရတဲ့ Fiverr မှာလာပြီးခိုင်းထားနိုင်ပါတယ်အားလုံးပဲအင်္ဂါနေ့မှာလည်းပဲအောင်ပွဲကြီးနဲ့စုံတွေ့ကြရမယ်ဗျာအားလုံးပဲငွေတုပ်ပိုက်နိုင်ကြပါစေ